ทีละ ဘာငါမဖြစ်နဲ့လေငါမေဖနဲ့ ဟဲ့ဘာလဲ ငါမေဖနဲ့နော် မဟုတ်နားနာဖြစ်နေ မေကိုပြောနေငါမေဖနဲ့မဲဒီမှာမင်းနဲ့မေဖနဲ့ကိုခိုးနေတယ် ဟဲ့ဘာလဲမထိုးဘူးအဲ့ဒါနားဖြစ်နေမဲသမီးပြန်လာပြီသမီးပြန်လာပြီမမဘာမဟုတ်ပါလဲဟောချက်မလေးတော့မဟုတ်ဒီမုံရပါမဲဒီနေ့သမီးဈေးရောက်ကောင်းလို့မေးအတွက်လည်းစေးဝယ်လာနေ อ๋อအေးငါသမီးလေးကျမ်းမှာပါဒီကွယ် မမဘာပါလဲလေ ဟောပါတာဗောငါညီမလေးတော့ကတော့ဒီမှာ ဟဲ့အဲ့ဒီလေဟဲ့ငါလိုက်တာ လိုက်တာ ကြိုက်လားညီမလေးကြိုက်လားကြိုက်တယ် ငါသမီးလေးနဲ့လိုက်တာဟဲ့ငါသမီးလေးနဲ့အေးလေးနဲ့လိုက်တာလာပါဗျာ ဘာပါသေးလဲ ဟောဒီမလေးဒါမမအတွက်ဝယ်လာတာခဏပြန်အစီအင်းဘောအိမ်တက်ကိုမမဟုတ်ဖိထားလို့သွားမလို့လေအဲကြောင့်ဒါလေးဝယ်လာတာရှင်းတဲ့ဖက်နဲ့လေးပါနေလို့ ခဏလေးရလာရကြိုးကြည့်ပါလားလေ ဟုတ်တယ်နော်ဒေစီဘက်နဲ့ကလေးညီမလေးတို့လည်းမမဒေစီဘက်နဲ့လေးဝယ်ပေးထားရလေ တမီးတွေကြည့်ပါလားကြာဦးလည်းဒီမပြတ်တော့ကြာကြီးခံနေ သမီးကလည်းအကြိုက်ခံတော့ကောင်းတာဗောမမပတ်စံအပေါ်မကုန်တော့ဘူးပေါ့ ဒီမနေ့လေးလာဒီမနေ့နေလို့ချင်းနေ အေးပါနောက်တစ်ခါဝယ်ပေးမယ်နော်ညီမလေးဝယ်ပေးမယ်တဲ့နောက်တစ်ခါနော်သမီးနော်ဟမ်ဟာဖနာဟုတ်တော့အမေသမီးဒီနားမှာထားတဲ့ဒေစီဖနက်အစ်စ်လေမနေ့ကဝယ်လာတဲ့ဟာဒီနားလေးမှာထားတာမတွေ့တော့လို့မေရဲ့ဟုတ်လားစိတ်ညစ်ပါတယ်သမီးအလှသွားမလို့ပါဆိုမှပဲတေချာလဲရှာကြည့်ပါဦးသမီးရဲ့ရှာပြီးပြီမေရဲ့မတွေ့လို့ပေါ့ညီညမလေးကိုရောမေးပြီလားဟမ်ဟာဒီတေချာပြီမိုင်းဒီတောက်အေးအလူဝင်သွားမလို့လိုက်လား လိုက်တယ်ကွာ ဒီမှာဒေဒီဖက်တက်လက်သွားမှာ အေး ပါမယ်လား အေး တက်လက်သွား အေးတော့ဟုတ်ပါပါမဟာ လူလုံးလည်းမကြည့် A few moments later. မင်းတော့လေအမေငါဖက်နေလေ အမင်းနဲ့အမဘာလုပ်နေရလဲ မလေးငါဖက်တက်တယ်ချီးဖို့ အဘလူဖနဲ့လေ ဒါနားမဖက်နေတယ်နာယူခီးလိုက် ဘာငါမဖြစ်နဲ့လေငါမေဖနဲ့ ဟဲ့ဘာလဲ ငါမေဖနဲ့နော် မဟုတ်နားနာဖက်နေ မေကိုပြောနေငါမေဖနဲ့မဲဒီမှာမင်းနဲ့မေဖနဲ့ကိုခိုးနေတယ် ဟဲ့ဘာလဲမထိုးဘူးအဲ့ဒါနားဖက်နေ ငါမေဖနဲ့မဲဒီမှာအမေရဖနဲ့ကိုမင်းနဲ့ခိုးနေတယ် ဘာမှမထိုးဘူးအဲ့သမီးမဖက်နေသမီးယူသီးလာတာမင်းတော့နော်တနာလို့လူခေါ်သေးတယ်ဖနက်ကပါစစ်ခေါ်ချင်သေးတယ်ဟမ်ဒေးစီဖနက်ကနင်းတော့စစ်နေစီးနိုင်လို့လားဟဲ့ချမပြမလားအဲ့ဒီလေသမီးဘာမှခေါ်လို့လေသမီးအမဖက်နေ ခိုးမလူဘာဝနေ မလောက်အောင်လေဟဲ့သွားသူများကမင်္ဂလာယူနေတာလာပြဖက်လာခေါ်နေသွားသိလားမခေါ်ရသွားလို့ပြောနေဘာပြရမှာလဲအစင်တန်းလူတဲ့လူတွေနဲ့လူကိုဖက်လိုက်တော့ဖက်နဲ့ပါခေါ်ခံရတော့မလို့လေ ဘယ်ဖနဲ့ပြရမှာလဲငါမေသိဝလာတယ်ဒီစီဖနဲ့ကိုမင်းနဲ့ခိုးဖို့လုပ် မဟုတ်ရပါဘူးဟဲ့ဖက်ကဒီမှာဟိုဘက်ရုံညညလို့ဆိုရင်ခဏစီးသွားတာဘူးလို့ဒီမှာလည်းတကယ်ပဲ မမြတ်ရေမမြတ် ဟောရှင်တို့ကျမညာလို့တခေါ်လို့ဆွဆွဲတာအားမရလို့အဲ့ဒီလာပြီးဆော်ကားကြတာဟုတ်လား မဟုတ်ပါဘူးရှင်ကျမတို့တောင်းမှန်မို့လာတာပါ သမီးရဲ့စိတ်ကိုလျှော့လိုက်ပါလာပါရှင်ထိုင်ကြပါဟုတ် ဒီစီဖက်လေးတွေကအဆောင်ဆုံးမှားသွားတာပါရှင်ကျွန်တော်တကယ်တောင်းမှန်ပါတကယ်စင်မကောင်းဖြစ်မိပါလေ ဒီမှာကျမတို့ကလေမရှိပေမဲ့ရိုးသားကြတယ်ရှင်မရှိခုံတို့မလှဆုံးရိုးဆိုပေမဲ့ကျမတို့တွေကရိုးရိုးသားသားနဲ့ရှာဖွေစားတောင်းနေတဲ့သူတွေပါအခုတော့ကျမညမလေးကိုလူပုံလဲမှာမတရားပြောမတရားလုပ်ခဲ့တာကျမတို့ရှင်းလာတယ်ရှင် ဟုတ်ပါတယ်ကျမတို့မှားပါတယ်ဒါကြောင့်မို့လဲမြတ်တို့ကျင်တဲ့ဒီလာတောင်းမှန်တာပါ သမီးရဲ့အမေတို့ကလေလူတော်မွဲပေမဲ့စေတနာမမွဲပါဘူး
သူတို့အမားကိုသူတို့တီးလို့လာပြီးတောင်းမှနေပြီပဲခွင့်လွှတ်ပေးလိုက်ပါသမီးရဲ့နော် ဟုတ်ပါရဲ့ရှင်ကျမတို့တကယ်တောင်းမှန်ပါတယ်ဟိုပြရတော့လေဒါလေးကိုဘယ်သူမှတော့မထားပါနဲ့ရှင်ဒီစီဖက်လေးယူလာပေးရဟုတ်အဲ့တော့အများကြီးမလိုပါဘူးရှင် ။အော်ဒီလိုလည်းပဲဟုတ်ပါမလဲ။ဟိုကျမတို့အားလုံးကဒေစီချစ်သူတွေလေ။အဲ့တော့စေတနာကိုတန်ဖိုးထားတဲ့အနေနဲ့လက်ခံပေးပါနော်။မ ဟုတ်ကဲ့မဒိုင်းဆန်းလေးအကြောင်းလေးတွေဆန်းခက်ချရာလေးနဲ့ကြည့်ဒါလေးကြည့်ပါပပလေးဒီတော့ကစီးလို့ရ ဟုတ်တယ် ဟောဒါလေးဆိုရင်အကြောင်းလေးလည်းဟာအရန်နဲ့စီးလို့လည်းရမ်းကောင်းနေလား ခွင့်လွှတ်ပေးရမှာပေါ့ခွင့်လွှတ်ပေးရမှာပေါ့ဟဲ့ဒေစီဖက်နဲ့လေးနဲ့ဆိုတော့ခွင့်လွှတ်ပေးရမှာဒေစီ